ကိုပါထုတ်ပေးပြီးသွားပြီငါအလဲပဲကြံတော့ရဲ့အခုမင်းဒီမှာလည်းမရှိတော့ဆိုတော့ငါမင်းကြီးကိုခေါ်သွားပြီးရောရုပ်ရှင်သွားကြည့်မယ်ကစားကွင်းသွားမယ်မဟုတ်တဲ့တူသွားစားမယ်ကွာဟဲ့ဟဲ့ဟဲ့โอเคမင်းဒီလေးနဲ့ဘလက်တိုင်းမှာငါရှောက်လေရအောင်မယ်ကွာဟာမင်းဒီအရင်အတန်ကြီးကြားနေရပါလားစကားတန်းနေကြားနေရတယ်မင်းဒီမကလည်းမရှိတော့ပါဘူးဘသူတွေစကားပြောနေကြတယ်မသိဘူးငါချောင်းပြီးတော့နားထောင်ကြည့်လိုက်အောင်မယ်မင်းဒီငါနေ့အတွက်ပန်းစည်းလေးလက်ဆောင်ယူလာရဲ့ဒီနေ့ကဖလက်တိုင်းဒေးလေဟာဟဲ့ဟဲ့ပြီးတော့နေငါနဲ့အတူတူကစားကွင်းကိုလိုက်ခဲ့ရမယ်ငါတို့မုတ်တွေသွားစားကြမယ်လေပန်းချန်နေလည်းပြည့်သွားကြမယ်လိမ့်ဆိုင်ရုံလည်းသွားကြမယ်ဘလို့လဲပြန်မငါဖေးကြီးစီကနေပြီးတော့ငါကားတစ်စီးနဲ့ဒရိုင်ဘာတယောက်ပါခေါ်လာရဲ့နေဟယ်လီကော်ပတာနဲ့သွားနေတယ်ဆိုတော့ရရဲ့နော်ငါအာခေလေးဟာဟာဟာဟဲ့ကိုဖြိုးရဲ့နေရောက်လာအစင်တင်မယ်အချိန်ကြိုက်ပဲဟဲ့အခုလေငါရဲ့အမကငါ့ကိုအပြင်မလွတ်လို့ငါဒုက္ခရောက်နေရအဲ့ဒါခုနကမှဘဘိုးရဲ့အကိုကိုကြီးစမတ်ကငါအမကိုမုတ်ဝဲခြင်းမဲ့ဆိုပြီးခေါ်ထုတ်သွားအခုငါအိမ်မှာတယောက်ချင်းငါနေနဲ့လိုက်ခဲ့လို့ရရဲ့လိုက်ခဲ့မယ်နော်ငါအတွက်ပန်းစည်းလေးကိုလည်းငါလက်ခံပေးပါမယ်ကျေးဇူးပါဟဲ့ဟုတ်ပြီမင်းကြီးဒါဆိုရင်ငါတို့ဒီနေ့ဗလာတိုင်းနေ့မှာတူရှောက်လေရရအောင်ဟာ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 အော်မိမိတော့ငါတို့နေ့တော့ကြိုးစားလိုက်ရတာဟာညကိုပြုံးတော့ပါသွားပြီဘဘဘယ်တက်နိုင်မလဲဘဘရဲ့ဘယ်တက်နိုင်မလဲဗလာတိုင်းနေ့မှာမင်းအသက်